အားလုံးပဲ Rocket Day5 ရဲ့အစောပွဲဖြစ်တဲ့စပိန်အသင်းနဲ့ Cape Verde အသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်သုံးသပ်ကြရအောင်ကျွန်တော် YouTube Channel ကအသစ်ပြန်ဖွင့်လာတာမို့လို့ Subscribe လုပ်ခဲ့ပါအောင်အားလုံးပဲမင်္ဂလာပါကျွန်တော် AK ပါဒီနေ့ Rocket Day5 ပွဲစဉ်နဲ့အစောပိုင်းပွဲတစ်ပွဲဖြစ်တဲ့စပိန်အသင်းနဲ့ Cape Verde အသင်းပေါ့ဒီပွဲမှာကျွန်တော်ခုပြောတဲ့ညမှာစပိန်အသင်းက body ကြီး350စားပေးထားပြီးတော့ဂိုးပေါင်းကြီးကတော့3လုံးအရှုံးဆိုပြီးတော့ဖွင့်လှစ်ပေးထားပါတယ်ဒီကြီးကိုမြင်တာနဲ့ဘာလို့တမ်းမြင်လဲဆိုတော့စပိန်ရဲ့ကြီးကိုကျွန်တော်ခေါ်ကြီးလို့တမ်းမြင်ကျွန်တော်ဘာလို့အဲ့လိုပြောရလဲဆိုရင်မနေ့ကအစောပွဲမှာဂျာမနီကအပေါ်ဆုံးအောင်သွားတယ်ပေါ့နော်7-1နဲ့အဲ့အတွက်ကြောင့်ထိုးသားရဲ့ mindset ထဲမှာအသင်းကြီးတွေအကုန်လုံးကအသင်းလေးဆိုရင်ကိုပြက်သွင်းနိုင်ပါတယ်ဆိုတဲ့ mindset ကိုထည့်သွားတာပေါ့ဘူကီတွေအနေနဲ့အဲ့ဒီ mindset ကဒီနေ့ထိပါလာမှာပေါ့ထိုးသားအနေနဲ့ဒီပွဲကိုမြင်တော့ねဟာစပိန်3ဂိုးတော့အသာလေးနိုင်ပါတယ်ကွာဆိုတဲ့အတွေးမျိုးထိုးသားရဲ့အုံနောက်တွေကိုရိုက်ထည့်လိုက်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါမနေ့ကဂျာမနီပွဲကိုကျွန်တော်ကတော့ထိုးကျွေးတယ်လို့ပဲထင်တယ်စပိန်ပွဲကိုစောပိုင်းပွဲမှာအပေါ်ဆုံးသူထိုးကျွေးပါမလားဆိုတော့ကျွန်တော်တို့တစ်ချက်စဉ်းစားရမယ်ဒီပွဲရတော့စပိန်ကကိတ်ပါဒီကိုနိုင်မှာတော့တေးကြတယ်စပိန်ကြေးမအောင်နိုင်လို့ကျွန်တော်တို့ထင်တယ်ဒီပွဲကျွန်တော်အောက်ဆုံးကြိုက်တယ်ပေါ့စပိန်ဘောနိုင်ကြေးရှုံးအကွက်ကိုဖမ်းသွားမယ်လို့ကျွန်တော်မြင်တယ်အစောပိုင်းပွဲမှာဘူကီအနေနဲ့အပေါ်ဆုံးပေးမအောင်နိုင်ဘူးကျွန်တော်တို့အောက်ဆုံးစော့ရင်လုံးဝအရှုံးမရှိနိုင်ဘူးကျွန်တော်တို့အဲ့အတွက်ကြောင့်ဒီညကိတ်ပါဒီဘော်ဒီနဲ့စပိန်ဂိုးအောက်ကိုရွေးပါမယ်ကျွန်တော်အကြိုက်ကတော့အောက်ဆုံးပါကိတ်ပါဒီဘော်ဒီနဲ့ကိတ်ပါဒီဂိုးအောက်ပါအဒီထက်စစ်ဖြစ်တဲ့တပွဲကောင်းလိုချင်တဲ့ညီကိုတွေ Telegram ကိုလာခဲ့ပါကျွန်တော်ရဲ့ Telegram Channel မှာဒီထက်စစ်ဖြစ်တဲ့တပွဲကောင်းကျွန်တော် free တင်ပေးပါမယ်ကျွန်တော်ရဲ့ Telegram Channel ကို join ရင် AK Football 16လို့ရိုက်ရှာလိုက်ပါကျွန်တော် Viber ကနေပြီးတော့တယောက်ချင်းစီအရင်လိုမပို့တော့ပါဘူးကျွန်တော် Telegram Channel မှာပဲတင်ပါမယ်AK Football 16လို့ရိုက်ရှာလိုက်ပါအားလုံးပဲကောလက်ပါ